ဒီနေရာလေးကတော့ချုံချစ်မှာဝင်ကြီးမပေးဘဲနဲ့တလဲလို့ရတဲ့ဆိုချစ်ကိုတောင်းလို့ခေါ်ပါတယ်ဒါလေးကတမိုင်းဝင်နေရာလေးတစ်ခုဖြစ်ပါတယ်ရှင်အဲ့တော့ချုံချစ်ကိုတလဲတဲ့အချိန်ကြလို့ရှိရင် Metro Station နာမည်ကလည်းဆိုချစ်ကိုတောင်းပဲဖြစ်ပါတယ်ရှင်ဒါကြောင့်ဒီနေရာကသွားရတာရန်လွယ်ကူပါတယ်ကိုနေတဲ့ဟိုတယ်ကနေပြီးတော့မှ Metro လေးစီးပြီးတော့မှဆိုချစ်ကိုဆိုရဲမတိုင်ရောက်ရင်ဆင်းပြီးရနဲ့လဲလို့ရတဲ့နေရာလေးပါဒီနေရာကတမိုင်းဝင်နေရာဖြစ်တဲ့အတွက်ကြောင့်မလို့စားစရာတွေလက်ဆောင်ဝယ်ပစ္စည်းတွေဝယ်စရာဓာတ်ပုံရိုက်လို့ရတဲ့အစားအသောက်တွေအစုံပေါ့နော်ဒီထက်ပိုပြီးတော့မှအသေးစိတ်သိချင်လို့ရှိရင်ဗီဒီယိုအရှိမှာကြည့်ပြီးတော့နောက်မှာ link ချိတ်ထားပေးပါတယ်တတာ好吃吗？不好吃。啊，怎么会青色的嘞？